အပမဒောစဓမ္မေတုမင်္ဂလာကုသိုလ်တရားတို့၌မမေ့မလျော့နေခြင်းသည်မြတ်သောမင်္ဂလာလောကင်ပြောကြားတရိထားတရားမမေ့စေတဲ့မြတ်စွာဘုရားပြိဋိဘံစံဃာနီးတဲ့နောက်ဆုံးတခွင်းဒီသောစကားမှားကြားခဲ့ခြင်းဟာဒီအပမထတရားပဲဖြစ်ပါတယ်ယဟန်တို့တဲ့ငါနောက်ဆုံးမှားကြားခဲ့မယ်ယုံ nant ဓမ္မသင်္ခါရတွေဟာဖြစ်ပြီးရင်တဲ့ပျက်စီးခြင်းသဘောရှိတယ်ဒါကြောင့်မမေ့မလျော့အပမထတရားနဲ့သာနေခဲ့ကြလို့နောက်ဆုံးမှားကြားခဲ့ပါတယ်ဒီအပမထတရားဟာတဲ့ကုသိုလ်တရားများကိုတဲ့ဖြစ်ပွားစေပါတယ်တဲ့ဒီကုသိုလ်တရားတွေဖြစ်ဖို့ဒါနသီလဘာဝနာစွမ်းနိုင်သမျှပွားများအထောက်ကြရပါမယ်ကုသိုလ်ဒါနပြုလုပ်သူတွေကတော့ကျမ်းမာခြင်းချမ်းသာခြင်းစီးပွားဥစ္စာတိုးတက်ခြင်းလက်လာဘပေါ်များခြင်းစရှိတဲ့လောကီကောင်းကျိုးအဖျားဖျားကိုပေးစွမ်းနိုင်ပြီးတော့စုတည်လို့ရှိရင်လည်းနတ်ပြည်ရောက်နိုင်ပါတယ်တဲ့သီလကတော့ဒါနထက်အစွမ်းထပ်ပြီးနတ်ပြည်ဗြဟ္မပြည်ထိအောင်ရောက်နိုင်ပါတယ်ဘဝတပံကျင်လေရရင်လည်းကောင်းကျိုးချမ်းသာအဖျားဖျားကိုလည်းရရှိနိုင်ပါတယ်တဲ့ဗုဒ္ဓဘာသာမှာတော့အမြင့်မားဆုံးဘာဝနာဝိပဿနာဘာဝနာပေါ့ဝိပဿနာဘာဝနာပွားများမယ်ဆိုရင်တဲ့နော်ဒီအပမထတရားဟာမက်ဖို့လမ်းသို့သွားရန်တခုတည်းသောလမ်းကြောင်းဖြစ်ပါတယ်နော်ကာမဘုံသာတတ္တဝါတွေဟာတဲ့ကာမဂုဏ်အာယုန်တွေရဲ့ဖုံးလွှမ်းဆွဲဆောင်မှုခံရတဲ့အတွက်ကြောင့်ဒီကုသိုလ်တရားတွေမှာမေ့လျော့ကနေတတ်ပါတယ်တဲ့ဒါလိုမေ့လျော့နေမယ်ဆိုရင်လူဟာဘဝတန်တရားကျင်လည်ပြီးတော့ဒုက္ခအဖုံဖုံခံစားရတတ်ပါတယ်ငရဲတိရစ္ဆာန်ပြိတ္တာအတုရကဲဆိုလေအပယ်လေးဘုံရောက်သွားမယ်ဆိုရင်လူဘဝတပံပြန်ဖြစ်ဖို့ရခဲရင်ပါတယ်တဲ့ဒါကြောင့်လူဘဝရောက်ခိုက်ကုသိုလ်တရားတို့၌မမေ့မလျော့နေခြင်းဟာမင်္ဂလာတစ်ပါးလို့မြတ်စွာဘုရားဟောတော်မူပါတယ်